ကဲဒီဖက်နဲ့လေးကတော့ကျွန်တော်စီမှာကျိုးနှစ်ထပ်နဲ့ချုပ်ပေးဖို့ဆိုပြီးတော့လာအပ်ထားတဲ့ Nike Air Zone လေးပေါ့နော်ကျွန်တော်ကကျိုးနှစ်ထပ်ဟိုမှာကျွန်တော်ကျိုးကဖက်နဲ့ရောင်နဲ့လိုက်အောင်ဆိုပြီး2ရောင်လေးသုံးပြီးချုပ်ရပေးပါတယ်ဗျဒီမှာပန်းရောင်လေးနောက်ဒီမှာဝါရောင်လေးပေါ့နော်ကျိုးလည်းကျွန်တော်စိတ်ညီညီညာလေးနဲ့တေချာလေး Q size ချုပ်ပေးထားပါတယ်ဗျခြေလိုက်အောင်နော်ခြေလိုက်အောင်ဗျရှေ့ရောနောက်ရောကျွန်တော်စစ်ဆိုင်လေးတေချာလေးချုပ်ထားပေးပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စစ်ဆိုင်လေးချုပ်တော့အကြရင်ကျွန်တော်တို့ဘလုံးကန်တဲ့ခါကျိုးတွေမြေကြီးနဲ့ထိတက်တယ်လေခါကြတော့ချင်းကျိုးတွေလွယ်တကူပြတ်သွားတယ်မတော်တဆပြတ်သွားခဲ့သည်ရှိတော့ကျိုးတွေကစစ်စိတ်လေးဖြစ်နေတော့ကျွန်တော်တို့ဖက်နှက်ခွာမကွာတော့ဘူးပေါ့နော်အဲကြတဲ့အကြောင်းကျွန်တော်တေချာစစ်စိတ်လေးချုပ်ထားပေးပါတယ်ဗျနှစ်ဖက်လုံးကြည့်ရအောင်နော်စစ်စိတ်လေးကိုတေချာလေးချုပ်ထားပေးပါတယ်ဗျဟာပဲခုဖက်နှက်ချုပ်ကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် shoot band free ကိုလာရောက်မေးမြန်းနိုင်ပါတယ်ဗျအားလုံးပဲကျေးဇူးပါ